Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တရုတ်ပြည်မာကြီးရဲ့လုံးဝ authentic Chinese taste ကိုတောင်ကြီးမြို့ကမ်မောဖညာဖေးကမ်မောဖလမ်းဘေးလေးမှာစားလို့ရနေပြီဖြစ်ပါတယ် street food ဖိုင်လေးဆိုပေမဲ့လုံးဝ restaurant တွေရဲ့အရသာအတိုင်းဈေးနှုန်းအတိုင်းပဲစားမှာဖြစ်ပါတယ်ဟုတ်ပါဖိုင်နာမည်လေးကတော့ steak street လို့ခေါ်ပါတယ်ဖိုင်မှာကဒီလို beef steak တွေ chicken steak တွေရတယ်ပြီးတော့တခြားသူတို့ရဲ့ Chinese အဖားဖားတွေရတယ်ပေါ့နော် Chinese အဖားဖားတွေထဲမှာဒီနေ့တော့ရှောင်းလုံရှားနဲ့မာလာဖားကိုမှာဖားခဲ့တယ်တခြားမီနူးတွေကတော့ဝမ်ကျုံငါးကင်လို့ပြီးတော့မာလာခီယူတို့မာလာပဇွန်တို့ဘာလို့လဲအများကြီးရသေးတယ်ပေါ့နော်ဈေးဆိုရင်ဒီလို steak တပွဲကို16000ရှိရပေါ့နော်ပြီးတော့ဒီမှထားတဲ့ရှောင်းလုံရှာက3000ခွဲမာလာဖားကပွဲသေးပဲမှာထား38000မနာပေါ့နော်ပွဲကြီးကတော့9000နဲ့6000 Hello ဒီနေ့ကလမ်းဘေးရပေါ့နော်လမ်းဘေးကတရုတ်ဆိုင်ပေါ့steak street ဆိုပြီးတော့လမ်းဘေးရဆိုပေမဲ့ဈေးကတော့သူက restaurant အကြီးပိုင်းတွေဈေးတော့ရှိရပေါ့နော်သူကဒီဟာက steak က chicken လည်းရโอ้ဒါချက်သားနဲ့ပါတော့ဘယ်နဲ့ဒါနဲ့လူတို့ဖာငါအီပြေထည့်ပြအဖိုးမီလေးစားကြပါအောင်ကောင်းလားလုံးဝ Chinese ရတာပဲဘောတရုတ်ကြီးတွေရောက်နေဆိုတော့တရုတ်ဖေရတာပေါ့ဒါတော့ဖားဖြစ်ပါတယ်ရှင်ဖိုင်လိပ်စာလေးကိုပြန်ပြောရမယ်ဆိုရင်တော့ကမ်မောဖလမ်းဘေး KNK ရဲ့အရှိမရှိတာပါနေရမကြီးပေမဲ့အရသာတော့ခီးဝေးပါတယ်လုံးဝတရုတ်ပြည်ထိရောက်သွားတဲ့အရသာမျိုးပါဘလော့လေးကိုဖုန်းကြီးရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဘလော့တွေမှာတွေ့မယ်နော်အားလုံးတတာ